အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အေဂျင့်လာတဲ့ချစ်မိုင်မျိုးလေးမှာမြန်မာငွေ3000ဝန်းကျင်နဲ့ရနိုင်မဲ့ဂျပန်စတိုင်လုံးကြီးအိမ်အောင်လေးတစ်ခုကိုမိတ်ဆက်ပေးပါမယ်ဒီအိမ်လေးကတော့မချလို့ခေါ်ပြီးတော့သူကအကျယ်အနေနဲ့186 square meter ရှိပါတယ်အိမ်ခန်း၄ခန်းရေချိုးခန်းအိမ်သား၄ခန်းပါပါတယ်ခင်ဗျကျွန်တော်တို့ဒီအိမ်လေးကနေဝင်ချင်းကျွန်တော်တို့ living area ရှိမယ်ပြီးရင်တော့ dining area လေးကိုတွေ့ရမှာပဲဖြစ်ပါတယ် dining area လေးကလည်းကြည်ကြဲဝန်းရှိတာမို့လို့မိသားစုကောင်းကောင်းနေဖို့လုံးဝအဆင်ပြေပါတယ်ခင်ဗျdining area လေးရဲ့ဘေးမှာတော့ကျွန်တော်တို့ pantry area လေးရှိပါမယ်ခုမြင်ရတဲ့ခန်းလေးကတော့အောက်ထပ်မှာထားတဲ့အိတ်ခန်းပဲဖြစ်ပါတယ်ကျွန်တော်တို့ရေချိုးခန်းအိမ်သားနဲ့တွဲရပါတဲ့အခန်းလေးပဲဖြစ်ပါတယ်ခင်ဗျအခုဗီဒီယိုထဲမှာကတော့ working area အနေနဲ့ထားပေးတာပဲဖြစ်ပါတယ်ဒီခန်းလေးကနေပြန်ထွက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်ဘက်မှာဆိုရင်ကျွန်တော် kitchen area ကိုရောက်မှာပဲဖြစ်ပါတယ် kitchen ကလည်းကြည်ဝန်းရှိတာမို့လို့မိသားစုချက်ပြုတ်ဖို့အတွက်အရန်ကိုကြည်ဝန်းတဲ့ area လေးပါနော်kitchen area ရဲ့မျက်နှာချင်းဆိုင်မှာတော့ကျွန်တော်တို့ fire area လေးရှိပါမယ်။ water ကိုတက်တဲ့လေကမှလည်းကျွန်တော်တို့ဗရေမောက်လေးတွေကဂျပန်စတိုင်ဗရေမောက်လေးတွေထားပေးထားပါသေးတယ်။အပေါ်ဓာတ်အတွက်အလင်းရောင်ရရှိမှုကလည်းပို့ပြီးတော့အထောက်အကူဖြစ်စေမှာပါ။အခုပြတဲ့ခန်းလေးကတော့အပေါ်ဓာတ်ရဲ့ main master bedroom ခန်းလေးပဲဖြစ်ပါတယ်။ main master bedroom ခန်းဖြစ်တဲ့အတွက်သူ့မှာကရေချိုးခန်းအိမ်သာတွဲရအပြင် walk-in closet လည်းပါအောင်မယ်နော်။ဒီခန်းလေးကတော့အပေါ်ဓာတ်ကနောက်ထပ်အိမ်ခန်းလေးတစ်ခန်းပဲဖြစ်ပါတယ်ခင်ဗျ။ဒီခန်းလေးရဲ့ကဲ့ရဲ့မှာကတော့ကျွန်တော်တို့အိမ်ခန်းနှစ်ခန်းတွဲသုံးရမယ်ဒီချိုးခန်းအိမ်သာတစ်ခန်းပါပါမယ်ခင်ဗျဒီခန်းကတော့နောက်ဆုံးအကောင်ခန်းလေးပဲဖြစ်ပါတယ်အေဂျင့်လာတဲ့ချင်းမိုင်မျိုးမှာမြန်မာငွေ3000ဝန်းကျင်နဲ့ဒီလိုဂျပန်စတိုင်အိမ်လှလှလေးကိုလိုချင်နေဆိုရင်တော့ကျွန်တော်တို့ Home Thailand Estate မှာဝင် appointment လာယူလိုက်တော့နော်